ဒီမှာအင်းဆိုရင်၄ချက်ပါတစ်ချက်တည်းမဟုတ်ဘူးเนาะဒါဆိုလို့ရှိရင်တရားရှင်နှစ်ဝင်းကြီးတယ်တရားရှင်နှစ်ဝင်းဆိုတာထိတ်ဆုံးပဲเนาะအဲ့တော့အဲ့ဒီနှစ်ဝင်းကိုမှတရားရှင်နှစ်ဝင်းလုံးအကြည့်ဖြစ်တဲ့အတွက်ဂျိုးပြီးနေမြေတွေအားလုံးကဒီမှာပဲလာချုပ်တာဖြစ်တယ်ဒီမှာရေတွေအားလုံးတွေလည်းကောင်းတယ်အဲ့ဒီကင်းတာတွေလည်းကောင်းတယ်အသက်အန္တရာယ်ဆောက်ရှောက်တာတွေလည်းကောင်းတယ်ဒီချက်တည်းနဲ့အကုန်ပြီးတယ်အဲ့မှာစမ၄လုံးကိုနှစ်ခုပေါ့နော်စမ၄လုံးတစ်ခုနဲ့နှစ်ခုထည့်ထားတယ်နော်ပြီးလို့ရှိရင်ဒါဆိုရင်ဒါဘယောကမှာအရန်ကောင်းတဲ့အင်းကိုဒါအထာရတနီနဲ့ဖွဲ့တာဒါဆိုရင်လက်လာပေါ်များတယ်လူချစ်လူခင်ပေါ်များတယ်နော်အဲ့မှာလည်းစမတွေပါသေးညံကြီးစမပါတယ်ဘာလို့လူချစ်တာငွေပေါ်တာများလာရင်တိတ်တယ်တခါတော့မခံနိုင်ရရှိဒါဘုရားဖြစ်တော်စဉ်အင်းကိုမှာထပ်ပြီးတော့စမတွေထပ်ဖြည့်ရတယ်ဂုံတော်၉ပါးကိုအနံသွင်းပေးထားတယ်နောက်ထပ်စမတွေထပ်ရပေးရတယ်အကုန်လုံးကတစ်ခုချင်းစီကထိတ်တန်းနေပြီပေါ့နော်သူနေရာနဲ့ဒါကို၄ချက်လုံးအပြည့်ထည့်ပေးရတယ်ဒီလက်ပွဲမှာအဲ့တော့ဒီမှာဒီလက်ပွဲတစ်လုံးထိုးဖို့အတွက်ဒါတစ်လုံးစာဒီကျူးလေးရနော်ကျူးလွယ်ထင်းနေမှာဆိုလို့ပေးချပြနှစ်ကျူးပါမယ်ဒီနှစ်ကျူးကတော့လေကိုအုပ်လို့ပေါ့ဒါမင်္ဂလီအတွက်မင်္ဂလီကာလာလေးလုပ်ခဲ့ပုံမှန်တက်ဟိုအတူရတယ်ကိုနီးပြတဲ့နေကြမှာဒါတိုက်ဆိုင်ဒါကတော့အောက်ခံဒါတော့ဘေးမှာနောက်ထပ်ထည့်ရမယ်အဲဒီကျိုးတွေဖြတ်တဲ့အခါမှာလည်းတေးချာညီညာဖြတ်ကဟုတ်လို့ရှိရင်အဲ့ဒါကြေးပြားကအကုန်သေးဘူးကျိုးကအကုန်သွားပြီဆိုရင်ရွာနေမှာပေါ့နော်โอเคအဲ့တော့စမယ်ပေါ့နော်အဲ့တော့ဘာမှခုံနေပါလေဝယ်စရာမလိုဒီမှာဟိုဘက်ဒီပဲညှက်လို့ရတယ်ဒီဟာလေးတစ်ခုရှိတယ်ပတ်စံဘလိုပဲနဲ့မတော့ကလေးနှစ်ခုပဲလို့အင်းလိတ်ပဲအဲ့တော့ဒီမှာအင်းချက်အင်းလိတ်ရပြီဒီမှာဒါလေးကိုပုံစံခံလိတ်ဖို့ပေါ့နော်ဘောဝင်မင်းညောင်းလေးပဲဖြစ်ဖြစ်အဲ့လိုသွားကြထုတ်တယ်လေးပဲဖြစ်ဖြစ်နောက်တစ်ခုခုပေါ့ဒါလေးကိုဒီမှာရောလိုက်ဒါပေမဲ့အစလေးပါပဲနောက်ပိုင်းကတော့သွားထုတ်ရင်အရင်ကြီးတော့မှာမင်းလိတ်ရောကျိုးရောပေါင်းလိုက်အရင်ကြီးတော့အဲ့တော့မှကျိုးနှစ်ကျိုးဘုံမကျိုးနှစ်ကျိုးဒီနေ့ကောင်သေးချာညီညီလေးကန်ရမှာနော်ဒါမှစနစ်ကြအဲ့တော့အဲ့ဒီကျိုးနှစ်ကျိုးလိုလေးခောက်လိုက်ခောက်လိုက်အဲ့တော့သေးချာတင်းကြီးညာလေးဒီဘက်မှာသေးချာလေတက်တက်ကိုကိုက်တာဒီစားလေးနဲ့စားလေးလေးရှိတာနော်ထိုက်ခွင်းလေးနဲ့ဟုတ်ဒါ main ပဲเนาะခုပြမယ်နေရာလေးခြီးသွားမယ်နေရာလေးတစ်ခုကပေါ်ကလာမယ်တစ်ခုကအောက်ကလာဒီကောင်လေးတွေကိုထည့်လိုက်မယ်เนาะထည့်ပြီးရင်ဒီကဝင်တဲ့ကောင်ကိုဒီမှာဆွဲလိုက်နော်ပြီးရင်ဒီပန်းရောင်ကွင်းလေးတွေကိုကြာတော့ခုနအဖြူကိုဆွဲလိုက်ဒါပေမဲ့ဒါကတော့ကိုညံရှိလို့ဆွဲလို့ရပါတယ်ဒီလိုလေးဆွဲတာပိုတိုက်ရလို့ဒင်းဆိုဆွဲချလိုက်ပြီးသွားပြီနော်အဲ့တော့ဒီနေရာလေးကိုဒါလှုပ်လဲရမယ်ဒီအနားလေးကိုတုတ်ထားလိုက်ဘာလို့ဆိုဒီကောင်ကနောက်ကိုရောသွားမှာဆိုနော်ခြီနေတဲ့အချိန်မှာတုတ်သွားမှာဆိုအဲ့တော့ဒါတော့ကြိုက်သလိုခြီလို့ရတယ်အဲ့တော့စန့်ကျင်ဘက်ယူဒီလိုအောက်နှစ်ခုမဟုတ်ပဲနဲ့အောက်နဲ့အပေါ်နဲ့တော့နော်အဲ့တော့ဒီလိုသွားထားလိုက်နော်အဲ့တော့ဒီကျိုးကိုယူမယ်ဒီကျိုးရဲ့အောက်လေးဒီအဖြူကျိုးလေးရဲ့အောက်လေးတွေကိုဒီပန်းအောင်ကျိုးလေးကိုထည့်ပြီးတော့ဒီဘက်ဘောက်ကနေထုတ်ဆွဲထုတ်လိုက်ဆွဲချီချလိုက်ရတယ်ဒီနေရာလေးမှာအရင်ကမတင်းစရာမလိုထိုင်လျောက်လေးပဲဆွဲတင်းချလိုက်ဟိုဘက်ကိုကျွံကြသွားပြီးတော့အဲ့ဒါနောက်ကောင်လေးလည်းဆက်ကျွံသွားလိမ့်အဲ့တော့ဒီမှာစထားတယ်ကွာဒီလိုပြတ်ထားခဲ့နော်ပြီးရင်သွားမယ်အဲ့လိုပဲအဖြူလေးကိုတင်မယ်အဲ့အဖြူလေးရဲ့အောက်ကနေပြီးတော့ဒီဘက်အဖြူခွင်းလေးရတယ်ဆွဲထုတ်ဆွဲချလိုက်ခြိလိုက်
လို့ဆွဲတင်တာဟုတ်ပြီပန်းအောင်လေးကိုဘယ်တန်ညာတန်တော့ကွာသွားပါဘောလေနော်ဒါပေမဲ့ဒီပုံစံပဲထွက်လာအဲ့ဒီပန်းအောင်လေးကိုဒီလိုလေးထားလိုက်မယ်ပန်းအောင်လေးပေါ်အဖြူလေးတင်လိုက်မယ်ပြီးရင်ဒီအဖြူစားလေးအောက်ထဲဝင်ပါမယ်ဟိုဘက်ပန်းအောင်စားလေးဒီအဖြူလေးတွေလာရှုပ်ဒါမဆိုင်ဘူးနော်ပြီးရင်ဒါလေးဆွဲချလိုက်ဒီကျိုးထိုးနည်းတွေကမှတ်ပြီးရင်တခါလေးလိုက်ထိုးမှမှတ်ပြီးရအောင်ဒါပေမဲ့ခုကတော့ဗီဒီယိုခစ်ဖြစ်တဲ့အတွက်ဗီဒီယိုလေး save ထားပြီးတော့ကိုထိုးတဲ့အခါရွေးကြည့်လိုက်ဒါတော့ဗီဒီယိုရိုက်နေရမို့လို့မန်တန်ရွတ်ကြတာနည်းနည်းခက်ခဲရှိတယ်အခုဒါထိုက်လျောက်ပြောပြပြီးဆိုရင်တေချာလေးလက်ကြည့်တော့လောက်ကပြီးတော့မန်တန်ရွတ်တော့မှာအဲ့တော့ကိုအောင်ကြည့်လိုက်တယ်နော်ဒီနေရာမှာကျတော့ဒီလက်ဖွဲ့ဘေးမှာအဲ့လိုမဲလေးထားတာလေလက်ပတ်ပေါ့လက်ပတ်ခွေဖို့အတွက်လောက်ပါပေါ့ဒါလည်းထွေထူးမဟုတ်ဘူးပုံမှန်ထိုးသွားတဲ့နီးအတိုင်းပဲဒီမှာကျတော့ကျိုးတကြိုးလေးဖြစ်သွားပါပေါ့နော်အထိုးတဲ့နီးရတော့ဒါဒီတိုင်းလေးပဲတေချာကြည့်လိုက်တေချာအသေးစိတ်လေးထိုးပြထားတယ်နော်ဒါလေးကိုသိမ်းထားလိုက်ပေါ့နော်ဒီဗီဒီယိုလေးကိုပြီးမှဟိုကကိုထိုးကန်နေကြရင်ဒီနားမှာဖုန်းလေးချပြီးတော့ကြည့်ပြီးတော့ကြိုးကြည့်ပေါ့နော်အဲ့တော့များလေးလေ့ကျင့်ပေါ့အချိန်မှန်များစွာလေ့ကျင့်မှကိုယ်ပိုင်ပစ္စည်းဖြစ်မှာဆိုโอเคဆက်ကြည့်လိုက်ပါဦးနော်ချီနီးလေးပြလေးသွားလိုက်မယ်ဟောက်ပါလေးထိုးလိုက်ညီမရင်တိုင်းလိုက်လိုတော့မလိုဘူးပေါ့နော်ဒါမှ system စနစ်ကြဒါတော့ရှိရထိုးနေတိုင်းပဲဒါထိုးပြီးတော့မပြတော့ဖြတ်ပြီးတော့ညီလိုက်ပြအဲ့တော့ဒါအလုံးပြီးသွားပြီပေါ့နော်ဖြတ်လိုက်ပြီးညီတို့လိုက်ပြီးသွားရင်ဒီကောင်လေးတွေကိုဒါတုပ်လိုက်မယ်ဒီလိုတုပ်လိုက်ပြီးရင် file နဲ့ပြီးသွားနော်ဟင်ပြီးသွားတော့ဘုဖအုပ်ပါနော်